ဒီနေ့ကျွန်တော်ဗာမေးချင်လဲဆိုတော့ဖျားပိတ်သေးတဲ့ worship leader တယောက်ဖြစ်ဖို့ရန်အတွက်ဘာတွေကအဓိကအကြောင်းရင်းတွေဖြစ်မလဲပေါ့နော်ဘာတွေလိုအပ်မလဲ worship leader တွေတော့အများကြီးရှိတယ်အသင်းတော်တဲမှာတော့ကောင်းနေကျွန်တော်တို့နေရာတကအများကြီးရှိတယ်ဇေရုတ်ကြီးပြီးတော့အားကျတဲ့သူတွေလည်းအများကြီးရှိမယ်ပေါ့နော်စံငယ်လေးလည်းပြန်ဝင်မြပေးပါခုနဆရာခိုင်ပြီးပြောတော့တဲ့အချက်ကတော့အရေးကြီးဆုံးအချက်ပါပဲလို့ဘုရားကျေးဇူးတော်တကယ်နားလည်လာတဲ့သူကတော့ချီးမွမ်းဖို့လည်းအရင်ပြောကြမလို့တော့ပါဘူးသူထဲမှာပေါ့နော်ချီးမွမ်းနေမယ်အဲ့ဒီပဲပိုင်းကတော့ဒါကတော့နံပါတ်1အရေးကြီးဆုံးဖြစ်တယ်ပြီးတော့နောက်တစ်ခုကတော့နောက်တစ်ခုအနေနဲ့ကျွန်တော်နည်းနည်းသက်သေခံခြင်းနဲ့ပြောခြင်းနဲ့ຢာဒီတစ်ခေါက်ချင်းမှလည်းပြောဖြစ်ပါတယ်အဲ့ဒါကတော့worship ဦးဆောင်တဲ့အခါမှာ worship leader တွေအတွက်နောက်တစ်ခုအနေနဲ့အရေးကြီးဆုံးကတော့ဝိညာဉ်တော်ရဲ့ဦးဆောင်ခြင်းထဲမှာကျွန်တော်တို့ဘယ်လိုချိတ်ဆက်ပြီးတော့စီးမျောမလဲဆိုတဲ့အရာကအရန်အရေးကြီးပါတယ်လို့တကယ်တော့ထင်ရှားတဲ့မျက်မှောက်တော်တစ်ခုလုံးကိုထင်ထင်ရှားရှားပြနိုင်တဲ့သူခေါ်ဆောင်သွားနိုင်တဲ့သူကဝိညာဉ်တော်ပဲအဲ့ဒါ worship leader တွေကတခါကျရင်ကျွန်တော်တို့ကဘယ်လိုပြောမလဲတချင်းတွေအခုကျွန်တော်တို့3ယောက်ဆိုရင်တော့ကြီးစုတော်ကြောင့်အများအားလဲကျွန်တော်တို့တွဲဖြစ်ကြတယ်ကျွန်တော်တို့ဆရာကမောင်တို့ ਨੇ ဥမာတစ်ခါတလေဆိုကျွန်တော်တို့တချင်းတိုက်တယ်ပြင်ဆင်ထားတဲ့အရာကတော့3ပုတ်ဖြစ်မယ်ဒါပေမဲ့ဒီအပေါ်ရောက်လာတဲ့အခါမှာဝိညာဉ်တော်ကလောလောလတ်မနေ့ကဆိုလဲတကယ်တော့ကျွန်တော်တို့တိုက်ထားတာကဒီရှာခိုင်ပြီးနောက်ဆုံးပိတ်သွားတယ်4ရက်လွန်အဲ့တချင်း chorus လေးနဲ့ပိတ်ဖို့ပဲကျွန်တော်တို့အဲ့လိုပြင်ဆင်ထားကြတာဒါပေမဲ့အဲ့ဒီမှာဝိညာဉ်တော်ရဲ့ဥဆောင်ခြင်းတဲမှာတကယ်တော့အစီအစဉ်ရတော့အဲ့3ပုံမြောက်မှာပိတ်ဖို့ပဲဒါပေမဲ့အဲ့ဒီမှာကျွန်တော်တဲမှာလဲဝိညာဉ်တော်ရဲ့ဥဆောင်ခြင်းကအရန်ဆွဲဆောင်ခြင်းခံရတဲ့ကတခုခုတော့ရောက်တော့မယ်ဆိုတာကိုအဲ့ဒီမှာရိပ်မိလိုက်တဲ့အခါအဲ့ဒီကိုတန်းသွားတဲ့အခါကျန်တဲ့ဒီကျွန်တော်ညီကိုတွေကလည်းသဘောပေါက်တယ်အဲ့ဒါအလူရဲ့ကြီးသိရမလားအလုံးဝကွာငါပိတ်တော့မဲ့ချိန်မှာဒီတယောက်ပြန်ဥဆောင်အဲ့လိုမျိုးစိတ်တဘောမဟုတ်ဘဲနဲ့ဝိညာဉ်တော်၌ကျွန်တော်တို့အချိန်စမိမိအဲ့လိုစီးမျောလာတဲ့အခါမှာအယံဖျားရဲ့မျက်မှောက်တော်ကိုထင်ရှားစေတယ်လုံးဝမြင်ရကန်ရတဲ့အထိလူတွေဖျားမျက်မှောက်တော်ထဲမှာရောက်သွားဖို့ဆိုတာကခုနနံပါတ်1တော့ဖျားဂျေဇုတော်ဗောနော်အပြစ်လွတ်ခြင်းဖျားခွင့်လွတ်ခြင်းဂျေဇုတော်ကိုကျွန်တော်သဘောပေါက်ဖို့လိုတယ်အဲ့ဒါတော့အရေးကြီးဆုံးဖြစ်တယ်ဒါပေမဲ့ခုနပြောကိုးကွယ်ခြင်းချီးမွမ်းခြင်းမှာကျွန်တော်တို့တကယ် worship leader တွေအတွက်ကျွန်တော်အနေနဲ့တော့ဒီနှစ်ထဲမှာလည်းကျွန်တော်ပို့ပြီးတော့ခံစားတဲ့အရာကတော့အဲ့ဒီအရာပေါ့နော်အရာအရေးကြီးလာပါတယ်လို့ဘာကြောင့်လူတွေကနာယီဝက်လောက်မတရရတဲ့နေရာမှာကျွန်တော်အရန်ပဲအဲ့ဒါကိုပြန်စဉ်းစားလာတဲ့အခါမှာရှောက်လောက်တာခုနပြောကိုကောင်းတဲ့အရာလောက်တာတော့ကောင်းလိမ့်မယ်ဒါပေမဲ့အဲ့ဒီထက်ပိုပြီးတော့ဘုရားမျက်မှောက်တော်ကိုပိုပြီးတော့လိုချင်တဲ့နှလုံးသားနဲ့ဝိညာဉ်တော်ရဲ့ဥဆောင်မှုကိုတကယ်နာခံပြီးတော့ဥဆောင်မယ်လှုပ်ဆောင်မယ်ဆိုရင်အဲ့ဒီကိုးကွယ်ခြင်းကအယံကိုထူးခြားပြီးတော့လေတချင်းဆိုတာလည်းမဟုတ်တော့ဘူးအဲ့တော့ဘသူဥဆောင်တယ်လဲဆိုတာလည်းမမြင်တော့ဘူးလူတွေကလေဖခင်မျက်မှောက်တော်ထဲမှာလွတ်လပ်ပေါ်ပါခြင်းနဲ့ကိုးကွယ်နိုင်ဖို့က worship leader တွေအတွက်အရေးကြီးဆုံးကခုနကျွန်တော်အခုနောက်ပိုင်းမှာဥဆောင်နေရင်းနဲ့ကျွန်တော်ကိုယ်တိုင်လည်းအမြဲတမ်းသင်ယူတဲ့အရာကတော့ဝိညာဉ်တော်ရဲ့ဥဆောင်ခြင်းထဲမှာကျွန်တော်တို့ဘယ်လိုနာခံပြီးတော့ worship leader များပေါ့နော် worship leader များကျွန်တော်တို့ဝိညာဉ်တော်ရဲ့ဥဆောင်ခြင်းထဲမှာဘယ်လိုစီးမျောမလဲချိတ်ဆက်မိမိနဲ့စီးမျောနိုင်ဖို့ခုနဝိညာဉ်ဘာသာစကားတွေပြောခြင်းအခြားသောဘာသာစကားတွေနဲ့ဆူတောင်းခြင်းအဲ့ဒီဝိညာဉ်နယ်ပယ်ထဲမှာစီးမျောပြီးချိတ်ဆက်ပြီးတော့ worship ဥဆောင်တဲ့သူများအနေနဲ့ကျွန်တော်တို့အဲ့လိုဥဆောင်ခြင်းတဲ့နယ်ပယ်ထဲမှာကျွန်တော်စီးမျောကြမယ်ဆိုရင်အသင်းတော်တွေထဲမှာအဲ့ဒီ worship ဥဆောင်ခြင်းတွေကအင်မတန်မှဘုရားမျက်မှောက်တော်ကိုကြီးစွာသွန်းလောင်းမယ်ကောင်းကြီးခံစားမယ်ဆိုတာကိုကျွန်တော်ဒီများလောက်အနေငယ်တက်တည်ခံချင်ပါတယ်Amen Amen စံငယ်လေးကတော့ကျွန်တော်သတိထားမိတာ worship ဥဆောင်တဲ့သူတွေထဲမှာဘောင်ထဲမှာအမြဲတမ်းမရှိပဲနဲ့ခုနကဝိညာဉ်တော်ဥဆောင်ခြင်းနဲ့တွားဖို့တော့သူတို့ဒီ soaking worship ပိုင်းစရာမှာမြန်မာပြည်မှာတောင်မှဒီနေ့သူကအစပိုင်းမှာတော့ပါတယ်အဓိကသူကျန်တဲ့ကျွန်တော်တို့ worship leader တော်များများကတချင်းအတိုင်းပဲကျွန်တော်တို့ကအခောက်ရည်တိုင်းပဲဆိုတာများတယ်
မဆန်ငယ်ကျွန်တော်ကြီးကြတာနောက်ပိုင်းတော့လုံးဝအဲ့ဒီထဲတော့ဖောက်ထွက်တယ်သူကအကြောင်းဒီခုနကသူပြောတော့ worship leader ကြောင်းနေနဲ့ဝိညာဉ်တော်ရဲ့ဥဆောင်ခြင်းကိုအကင်းပါဖို့တော့ကဲအဲ့လိုပြောလို့တနားရီတော့ဆက်ဆွဲပြီဆိုတော့မဟုတ်ပါဘူးပေးထားတဲ့နိုင်ဝက်အတွင်းမှာသူကအဲ့ဒီထဲမှာဘယ်လို flow လဲမဆိုတော့အဲ့ဒါကိုသူကအမြဲတမ်းအကြောင်းတစ်ခါကျရင်ဒီကြားထဲမှာသူကိုးကွယ်နေရင်းနဲ့ဆက်ပြီးတော့ Charles စကားတွေနဲ့ soaking word ဆိုတယ်ပြီးရင်ဆက်ဆွဲခေါ်သွားတယ်နော်ဆိုတော့တကယ်ဟိုဒီအကြောင်းဒီ conference ကိုနိုင်ကဒီနေ့မနေ့ပြောဆယ်လာတို့ကိုနိုင်ကနော်အချက်လက်တွေနဲ့ဒီလောက်ဆိုဖို့တော့အတိအကျသမားတွေမဟုတ်ဘူးတကယ်ဝိညာဉ်တော်ဥဆောင်နေတာအကြောင်းဒီ conference ကလုံးဝဟိုဒီ limited ထဲမှာဟိုဒါ unlimited ပေါ့နော်ဟို limited တခုကတော့ထမင်းပဲ limited ကျန်အားလုံးက unlimited နော်အဲ့ဒါတော့နားလဲစေချင်တာကြောင်ညာဆိုတော့ဆံငယ်လေးဥဆောင်တဲ့အခါတိုင်းမှာသူများလည်းမတူဘူး तू ကစင်ပေါ်မှာလေတနည်းမှာလည်းချက်မနေဘူး तू ကဟိုသွားလိုက်ဒီသွားလိုက်အရန်လွတ်လပ်တဲ့ဥစ္စာပြောချင်တာအဲကြောင့် worship leader အဲ့လို confidence ရှိဖို့ရည်ကြီးတယ်လွတ်လပ်နဲ့လုံးဝဝိညာဉ်တော်ချိတ်ဆက်ပြီးတော့လုံးဝတကယ်ဟိုနိုင်ငံခြားထားတယ်ပြော तू worship ဖို့ဆောင်တာတော့ upper room နဲ့တော်တော်လေးနီးစပ်တယ် upper room မှာဖွင့်တယ်ပေါ့နော်ဒါကြောင့်ဒီနေ့ဆံငယ်လေးကတကယ်ဟိုသူရဲ့ soaking worship တွေအရမ်းမိုက်တယ်အဲ့မှာ तू ဥဆောင်ဝိညာဉ်တော်စင်းတဲ့အတိုင်းပြင်ချက်ချင်းပါတဲ့ချင်းနဲ့ဆက်စုံမလဲပေါ့နော်ချိတ်ဆက်လေးတွေအားစားပေါ့နော်အကြောင်း worship leader တယောက်ကအဲ့ဒီအရာတွေကျွန်တော်တို့ကအကင်းပါဝအမတားမအရေးကြီးတယ်လုံးဝမဆိုင်နဲ့နော်တချင်းတဘောအိုးတခါကျရှင်းနော်ဆရာကြီးတကုံတရားကြီးတဲ့တရားဟောနောက်ဆုံး worship leader တယောက်တချင်းရွေးလိုက်တာငါတို့ပြည့်နဲ့ဝမ်းနဲ့ချင်းများဆိုတော့အဲ့မှာလူတွေကအရှိန်မတက်နိုင်တော့ဘူးအကြောင်းတချင်းကလည်းကျွန်တော်တို့က worship leader တီးဖို့အရေးကြီးတယ် Okay လက်ခုပ်တီးပြအောင်ဆံငယ်လေး hallelujah